စားကလေးတစ်ခဲကိုတောက်ရီခွက်ထဲထည့်လိုက်ရင်တောက်မဖြစ်အောင်ငမ်းပါပဲဒါပေမဲ့အဲ့ဒီပမာဏစားခဲကိုရေကန်ထဲထည့်လိုက်မြစ်ထဲထည့်လိုက်ပျောက်သွားမှာပဲအဲ့ဒီအခြေအနေကဘာလို့ဆိုတော့လူတွေမှာတယောက်နဲ့တယောက် quality မတူဘူးလို့ဆိုလို့အခြေအနေချင်းမတူဒီလောကလူသားတွေလက်တွေ့ဘဝမှာလည်းဒီတိုင်းပဲလေပတ်စံရှိတဲ့လူအပြစ်ခံနေမှခံရတာလေအကြီးကဲနဲ့လူကြီးနဲ့သိတဲ့လူအပြစ်ခံနေမှခံရပြင်းမှုကျူးလွန်တောင်မှလွတ်နေတာတွေမရှိဘူးလားရှိတယ်ဘာလို့ဒါအခြေအနေကောင်းလို့ခေါ်တယ်ပတ်စံရှိတဲ့လူကသူကပတ်စံဟာအခြေအနေကောင်းပဲနော်အဲ့ဒီအခြေအနေကောင်းကြောင့်ပြင်းမှုကလွတ်တယ်ဒါလည်းအခြေအနေကောင်းတစ်ခုအဲ့တော့ကံတရားကလွတ်ဖို့ဆိုတာဒီလူတယောက်ဟာကောင်းတာတွေလုပ်တယ်ကိုချင်းတရားကောင်းတယ်သို့တော့ပုရုษင်ဘဝမှာအကုသိုလ်လုပ်မိတယ်လုံးဝဒီအခြေအနေမကောင်းတဲ့လူတယောက်ကုသိုလ်အကုသိုလ်လုပ်လို့အကုသိုလ်အကျိုးခံရတာနဲ့ခုနကသီလသမာဓိပညာအခြေအနေကောင်းရှိရဲ့တန်းနဲ့အကုသိုလ်လုပ်မိလို့အကုသိုလ်ခံရတဲ့လူဆိုတာမတူဘူးသီလသမာဓိဆိုတဲ့အခြေအနေကောင်းရှိတဲ့ပုဂ္ဂိုလ်ကအကုသိုလ်လုံးမိအောင်အဲ့ဒီအကုသိုလ်ဟာသူ့အတွက်မှာပြေပြောက်သွားတယ်လို့ဖြစ်တယ်။ကောင်းတာတွေကလွှမ်းမိုးခုနမကောင်းတာတွေတက်တက်လုပ်တဲ့အခြေခံမကောင်းတဲ့ပုဂ္ဂိုလ်ကြတော့ခံလေရောပဲအဲ့ဒါပို့ပြီးတော့ပြင်လို့မရတဲ့အကုသိုလ်ဆိုတာမရှိဘူးနော်ပြင်လို့မရတာအကုသိုလ်ဆိုတာမရှိဘူးဒေဝရကြီးကအမြင့်ဆုံးအကုသိုလ်ကံကိုကျူးလွန်ထားဘုရားနဲ့ပတ်သက်တဲ့လောဟိတုပ္ပါဒကသံဃာနဲ့ပတ်သက်တဲ့သံဃဗေဒကလို့ဆိုဒီပြစ်မှုကြီးတွေတစ်ခုမကနှစ်ခုကျူးလွန်တယ်ဒေဝရနဲ့ပတ်သက်ပြီးမြတ်စွာဘုရားကဖြာတိတ်ပေးတယ်ဗာပေးတယ်အာပါယီကောနေရီကောဒေဝတ္တတောဒေဝရကအပေရောက်မှာပဲငေးကြမှာပဲဟောငေးကြမှာပဲ definitely ပြောတယ်အတ္တိကိစ္စပြင်လို့မရတော့ဘူးပူဇော်လို့မရတော့ဘူးကပ္ပထောဒီကဘာလုံးငရဲမှာခံရမယ်လို့ဒီလိုပြောတယ်အဲ့ဒီပြောဆိုချက်နဲ့ပတ်သက်ပြီးတော့ယဟန်ချုပ်ကတန်တရားဖြစ်တယ်မြတ်စွာဘုရားကဘာလို့ဒီဝရတ်ကိုဒီလိုအတိအကျကြီးပြောနိုင်တာတော့လို့ဆိုမြတ်စွာဘုရားရှင်းပြတယ်အဲ့ဒါလည်းမှတ်သားစရာတစ်ခုပဲမြတ်စွာဘုရားဘယ်လိုရှင်းပြတော့လို့ဆိုတော့ဒီဝဋ္ဌရဲ့တဏ္ဍာမှာတဲ့အဖျားလေးလောက်စာထဲမှာတော့သားမီးပြားလို့ပြောတယ်နားလည်အောင်အဖျားကလေးနောက်ထောက်ပြเสียနေရာကလေးအဖျားဆိုတာတီးတီးလေးဟုတ်တယ်မလားအဖျားကလေးလောက်ထောက်ပြเสียနေရာလေးမှာတောင်ကုသိုလ်ဖြူစင်တဲ့သဘာဝတရားတွေမကြံတော့ဘူးတဲ့အဲ့ဒါလောက်မကြံလို့ငါဘုရားဒီလိုဟောတာအကယ်၍အဖျားကလေးလောက်ထောက်ပြเสียကုသိုလ်လေးကြံနေသေးတယ်ဆိုရင်ငါဒီစကားမပြောဘူးဆိုကြည်ဒေဝရတ်မှာကုသိုလ်တွေလုံးဝကုန်သွားတဲ့အဓိပ္ပာယ်မျိုးမြတ်စွာဘုရားပြောတယ်နော်အဲ့ဒီပုဂ္ဂိုလ်မျိုးမှာငရဲကြမှာလို့အတိအကျပြောရတယ်။ဉာဏ်တဲ့ပုဂ္ဂိုလ်တွေငရဲကြမှာလို့အတိအကျပြောလို့မရဘူး။မြတ်စွာဘုရားရဲ့ဒေသနာတော်ကအကြည့်ဟောပုံချင်းမတူဘူး။မြတ်စွာဘုရားကပါဏာတိပါဒနဲ့ပတ်သက်ပြီးတော့နိခန္ဓနန္ဒဗုဒ္ဓကြီးဟောတယ်။ပါဏာတိပါဒအမှုပြုတဲ့ပုဂ္ဂိုလ်အလုံးဟာငရဲကြတယ်လို့ဒီလိုဟောတယ်။မြတ်စွာဘုရားကအဲ့လိုမဟောဘူး။ဟောပုံချင်းတစ်ခုတူမတူစဉ်းစားကြည့်။သူဟောတာကပါဏာတိပါဒလုတ်သူအလုံးသည်ငရဲ၌ဖြစ်သည်ငရဲကြသည်ဒီလိုဟောတယ်နိဂန္ဓဗုဒ္ဓမြတ်စွာအဲ့လိုမဟောဘူးပါဏာတိပါဒောနိရယသံဝတ္တနိကောပါဏာတိပါဒအမှုသည်ငရဲ၌ဖြစ်စေနိုင်တယ်ဒီမှုကိုပြောတာဒါငရဲမှာဖြစ်မယ်ဖြစ်ရမယ်လို့မပြောဘူးနော်အကုသိုလ်မှုပြုရင်ငရဲကြမယ်လို့ငရဲကြမယ်လို့မပြောဘူးဒီဟာကငရဲကိုကြစေနိုင်တယ်လို့ပြောတာစကားချင်းမတူဘူးငရဲ၌ဖြစ်စေနိုင်တယ်ဆိုတဲ့စကားကိုပြောတေချာပေါက်ကြမယ်လို့ပြောတာမဟုတ်ဘူးသို့တော့သူအကျိုးပေးရင်ငရဲကြဖို့ရှိတယ်ကောင်းတဲ့အကျိုးကိုပေးမယ်ဆိုတာဒါပြောတာဒါပေမဲ့လူတယောက်ကိုကြည့်ပြီးတော့ဒီလူကငရဲကိုသွားမှာဆိုတာဒေဝရတ်တယောက်ပဲပြောအဲ့ဒီမှာသင်္ခါဓမ္မတုံမှာဆိုရင်မြတ်စွာဘုရားဟောထားတာရှိအကုသိုလ်ကလွတ်ရလွတ်နီးနေရှိ
ပုရုဇဉ်ဆိုတာမကောင်းတဲ့အမှုတွေပြုမိတတ်ကြတယ်ပြုမိတဲ့အပေါ်မှာတောကတွေဖြစ်ပြီးတော့စိုးရိမ်စိတ်တွေဝင်ပြီးတော့နှလုံးမသားမရမှုတွေဖြစ်နေဖြစ်ဖို့မလိုဘူးဘာလို့ကိုလုံးတဲ့အလုပ်ဟာမကောင်းဘူးလို့သိရမယ်နံပါတ်1မှားတယ်လို့မြင်ပြီးတော့မှားချောင်းဖွင့်ဟကိုမိတ်ဆွေတွေဖြစ်စေဆရာထာမှာဖြစ်စေမှားချောင်းဝန်ခံပြီးတော့အဲ့ဒီအမှားမျိုးနောက်ထပ်မမှားအောင်ရှောင်ကျဉ်ရမယ်ဒါအဖြေပဲနောက်ထပ်မမှားအောင်ရှောင်ကျဉ်ရမယ်ရှောင်ကျဉ်ပြီးတဲ့အခါကောင်းတာတွေဆက်လုပ်အောင်အဲ့ဒါဆိုရင်ဒီကံကလွတ်တော့မှာသိကြဒါပယ်ဖြတ်တာမဟုတ်ဘူးကံကလွတ်တဲ့နည်းပြောတာနော်ကံကလွတ်တဲ့နည်းကံဆိုတာရည်ရွယ်ချက်တွေအများကြီးရှိတယ်ဘေးကအချမ်းရံအကြောင်းတွေပေါ်မှာမိတီးပြီးတော့ကံကအကျိုးပေးလို့ရတယ်အခြေအနေကောင်းတွေမှာရှိနေတဲ့ပုဂ္ဂိုလ်ဟာဒီအကုသိုလ်ကံကအကျိုးပေးလို့မရဘူးမြတ်စွာဘုရားကလောနကပ္ပလတုံမှာစားအိုးနဲ့စားခဲလေးနဲ့ဥပမာပေးထားတာမှတ်သားစရာပေါ့ကံနဲ့ပတ်သက်လာ